ဆိုဒီ16ရက်နေ့အတွက်ရောတနည်းအားဖြင့်ဒီတစ်ပတ်လုံးတာအတွက်ရောပေါ့နော်အခုခြုံငုံပြီးတော့မလုပ်မယ်ဆိုတော့ကြည့်မယ်နော် okay ဒီဥဆုံးကိုweekly time frame ကိုစပြီးကြည့်လိုက်မယ် weekly မှာဗာပြောထားလဲဒီတော့ကြည့်မယ်သူရဲ့စိတ်လင်းများနေလားဒါမှမဟုတ်ဘိုင်းများနေလားဆိုတော့ကိုရင်ဆုံးကြည့်ရအခါမှာပြီးခဲ့တဲ့ပတ်ဒီဗာများနေအောင်ဒီသားလဲတော့စိတ်လင်းများတယ်နော်အယောင်တစ်ပတ်လုံးနေတာအဖြစ်များတယ်များပြီးတဲ့အခါမှာဒီတစ်ပတ်မှာဗာဖြစ်သွားလဲဆိုတော့ဟိုPV ရဲ့ပေါ့နော် week လို့တစ်ခုကိုဘာလို့သွားလဲ market ဒီတမ်မီမနက်ခင်းပိုင်းမှာတွေကစီးသွားတယ်ဆိုတော့အဲ့ဒါကသာ liquidity လုံလောက်တယ်ဆိုလို့ရှိရင်အခုတို့ဘယ်ကိုပြန်သွားဖို့ chance ကများလဲအမြင့်ဆုံးကတော့ PV ရဲ့ week high ပေါ့နော်အဲ့ဒီကိုပြန်သွားနိုင်ရှိတဲ့ဒါမှမဟုတ်လေဒီနေ့ဒီ16ရက်နေ့ဆိုလို့ရှိရင် price ဒီညာလေးမှာပဲလည်နေအောင်ဖြစ်နေဆိုတော့ဘာလို့မလဲ daily ကိုသွားကြည့်ကြည့်နော် daily time frame ဆိုတော့ daily time frame ရောက်တဲ့အခါမှာဘာတွေ့လဲdaily မှာ get previous week low ပေါ့နော်အဲ့ဒါကိုဆွထားတည်ဒီနေ့သာပေါ့နော်အခုတို့ဒီနေ့သာဒီကန်တွေက okay bearish နဲ့ပြီးရင်ပိုကောင်းတယ်ပေါ့နော်ဒီလိုမျိုးပြီးခဲ့ရင်ပေါ့ဒါကို expectation လုပ်ထားကြည့်အခုကတော့ကန်တွေက print လုပ်နေတော့မယ်ဆက်ပြီးတော့အောင်မှာဒီနေ့ဒါမပြီးသေးဘူးဆိုတော့ဒီနေ့ကပြောမယ်ဆိုရင်တော့အရင်ကိုတော့ကောင်းတဲ့ဆက်ရမှာမဟုတ်ဘူးဒီနေ့ပြီးတော့တဲ့အခြေအနေပြီးရဲ့နောက်မှာ maybe မေလ19ဒါမှမဟုတ်20အတွင်းမှာပေါ့နော်အဲ့ဒီအတွင်းမှာကိုအတွက် perfect select တစ်ခုမှတစ်ခုတော့ရနိုင်တယ်လို့ကိုတော့မြင်ထားတယ်နော်အဲ့တော့ဒီနေ့ကတော့ကိုအတွက်ဘယ်လိုမျိုး market က reaction ပေးမလဲဆိုတော့စောင့်ကြည့်ရမယ်အကိုမျှော်မှန်းတာကတော့ okay ဒီလိုမျိုးပုံစံနဲ့ပြီးခင်နောက်နေ့အကိုကဘာလို့မှလဲဝယ်ဖို့ကြိုးစားမှာနော်ဒါတော့လောလောဆယ်အခြေအနေတီကိုကိုတို့1 hour လောက်ကိုဆက်ပြီးစဉ်းကြည့်အောင်နော်ဆိုတော့1 hour လောက်ကိုစဉ်းကြည့်တော့ဘာတွေ့ရလဲနည်းလေးကြည့်အောင်1 hour မှာကိုတို့ okay ဆိုတော့1 hour မှာဘာပြောလဲဆိုရင်မနေ့ရဲ့ day လို့ sorry ကိုတောက်ကြနေရပါတော့ပြီးခဲ့တဲ့ပတ်တောက်ကြနေရရဲ့အနေဆုံးစင်အောင်ဒီမှာကန်တဲ့တစ်ချောင်းနဲ့ပေါက်ထားလဲတော့ဆွထားတာတွေ့ရတယ် okay အဲ့ဒါက liquidity လောက်တယ်ဆိုရှင်အခုတို့အနည်းဆုံးဘာလို့ရလဲဝယ်လို့ရတယ် okay အဲ့တော့အခုဒီ market က external liquidity ကဘယ်မှာရှိနေလဲဒေတာဒီမှာရှိနေနော် Asian ရဲ့ low မှာဒါဒီ external liquidity အခု market ဒီဘယ်ကိုသွားဖို့များလဲ internet ပေါ့နော်ဒီအတွင်းထဲမှာရှိနေတဲ့ liquidity သွားဖို့များတယ်အခုဒီမှာဘာလို့ထားလဲ New York ရဲ့session high liquidity တို့pre-market ရဲ့ high day တို့ pre-land ရဲ့ high ဒါလေးတွေကိုမှတ်ထားတယ်ပြီးတော့1 hour ရဲ့အပေါ်မှာပေါ့နော်ဒီ order flow မှာဆိုလို့ရှိရင်ကိုတို့ဘာတွေ့ရလဲဆိုတော့ဒီမှာ order flow တွေ့ရ right နော် order flow ရှိတယ် shake နဲ့စီရဲ့နောက်ကရမှာလဲ gap ရှိတယ်နောက်ပြီးတော့အဲ့နေရာဒီဘာရဲ့ဈေးရလည်းရှိနေတယ်ဆိုတော့ PB ရဲ့ DI ပေါ့နော်တောက်ကြနေရဲ့အမြင့်ဆုံးဈေးရလည်းရှိနေတယ်ဒီမှာ liquidity အများကြီးရှိနိုင်တယ်ဒီမှာ selling ဒီရဲ့ store lot တွေဒါမှမဟုတ်buying store တွေနော်ပြီး sell limit စသဖြင့်ဒီမှာ order တွေအများကြီးရှိနိုင်တယ်အဲ့တော့ဒီနေရာဒီပြန်လာနိုင်တယ်များတယ် internet အနေနဲ့အဲ့တော့ HR နဲ့တော့ဒီမှာရှိနေတယ်ပြီးအပြင်မှာဒီဘက်မှာလည်းဒါတွေထက်ရှိသေးတယ်ဒါတွေကတို့daily ရယူထားတဲ့ဟာတွေနော်ဆိုတော့အခု internet ကိုသွားယူမယ်အဲ့ဒီဟာကိုဒါအခုကဘာရဲ့အဖြစ်သုံးချမယ်ဆိုဒီနေ့မှာဘာလို့ရလဲအခုတို့ဝယ်လို့ရတယ်အဲ့တော့ဝယ်လို့ရတဲ့ဟာကိုဘယ်မှာသွားကြည့်မလဲနော် F5 မှာသွားကြည့် F5 မှာသွားကြည့်တဲ့အခါမှာချော့ပယ်နေရမှာဖြစ်လေဒီဟာတီတာအခုတို့ liquidity စီးသွားတယ်1 hour မှာ confine ဖြစ်ခဲ့တယ်အဲ့ဟာကိုဒါကြည့်မယ်ဒါ5 minute ကိုပြန်ရောက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ဒါလေးကိုနည်းနည်းလေးဒီနေရာလေးကိုပြန်ပြမယ် okay ဒါနော်ဒါလေးကိုပြန်ပြမယ်ခုန1 hour မှာဘာလို့သွားလဲခေါ်ဒီဟာဒါစုရလို့စားလို့ရှိရင်အခုတို့5 minute မှာချော့ပယ်နေရမှာရကြည့်လို့ရတယ် okay ဆိုတော့ဆက်ကြည့်အောင်ဘာညာရှင်းရှောင်းပါတော့ဒါလေးနည်းနည်းလေးကြည့်အောင်ဒီကောင်ကဘယ်လိုချော့လို့ယူစားလို့မရဘာလို့လဲရှေ့ကန်နဲ့အနေဆုံးကန်တွေကဒီမှာနော်သူရဲ့ height ကိုမကြုံသွားဘူးဘယ်ချိန်မှကိုချော့ပြပါ okay နော်ဒီမှာ last book ကိုကြော်ရတဲ့အချိန်မှာကိုဒါကိုချော့လို့တတ်မှတ်တယ်ဆိုရင်အခုကဒီကိုဘာလုပ်နေရလဲလက်ရှိဟောပြောင်းတော့မှာပဲနော်အဲ့ကိုထားလိုက်တော့မယ် okay လက်ရှိစီလောင်းပြောင်းတော့မယ်အဲ့တော့ဒီ file ကိုတော့တုံးချပြီးတော့ဘာလို့ကိုစူးစမ်းလဲဝယ်ဖို့စူးစမ်း target လေးရောက်ဒီနေရာလေးပေါ့နော်ကိုခွဲပြီးပိတ်မယ်အဲ့တော့လက်ရှိမှာဘယ်မှာကိုဝယ်ဖို့စူးစမ်းလဲဒီနေရာကိုစောင့်မယ်နော်ဒီနေရာကိုပြန်စောင့်ဒီနေရာဒီဘာလဲဖြစ်လဲဆိုတော့New York Open ရဲ့ New York Midnight ပေါ့ New York Midnight ရဲ့အောက်မှာဆိုတော့ဒါကိုက discount လို့သတ်မှတ်လို့ရတယ်နော်အဲ့တော့ discount မှာတော့ကိုဝယ်ဖို့စူးစမ်းမယ် premium မှာတော့ပြန်ပြီးရောင်းဖို့စူးစမ်းမယ်နော် okay ဆိုတော့ဒီနေ့အတွက် analysis video လေးပဲဖြစ်ပါတယ်တနည်းအားဖြင့်တစ်ပတ်တာလုံးအတွက်လည်းပြောလို့ရတယ်နော်တစ်ပတ်တာလုံးကဒီနေ့ပေါ်မူတည်ပြီးတော့မနေ့ပြန်တစ်ပတ်ခါကျွန်တော်ဘာလို့ရလဲဆိုတော့ပြန်လို့ရနော် okay ဆိုတော့နားလေလားအဲ့တော့အားလုံးကတိတ်နေရပဲ ဟုတ်ကဲ့နားလည်ပါ